ခရစ်တော်ကလေရှမာရိအမျိုးသမီးကိုတွေးဖို့အတွက်ဘယ်ခွင်ကိုဆင်လဲဘယ်နေရာမှာတွေးလဲရေကန်မှာဘာအကြောင်းပြောလဲထာဝရသက်ဆန်းရေကိုပြောဖို့အတွက်အဲ့လမ်းကိုရွေးတယ်အဲ့အချိန်ကိုရွေးတယ်အဲ့နေရာမှာသူတို့တွေးတာဖြစ်ပါတယ်သင်နဲ့ထာဝရဖျားတွေးတာဟာလေဖျားသခင်ရဲ့အချိန်နိုင်အတိအကျဖြစ်တယ်ဆိုတာယုံကြည်စေချင်တာဖြစ်ပါတယ်ဟာလေလုယာရှမာရိအမျိုးသမီးကိုသူသွားတွေးတဲ့အခါမှာရှမာရိအမျိုးသမီးရဗျာသူများရေခတ်ဆင်းတဲ့အချိန်တော်မှာမသွားရေးတဲ့သူဖြစ်တယ်ယောက်ျားကလည်းအများကြီးပဲနဲနော်ယောက်ျားမဟုတ်ဘူးဒီကနေ့ရှမာရိအမျိုးသမီးကရန်ကုန်မြို့ထဲမှာလည်းအများကြီးရှိနေတာဖြစ်ပါတယ်သူများရေခတ်ချိန်မှာမခတ်ရဲတဲ့သူများဖျားเจ้าတက်ရင်မတက်ရဲတဲ့လူ online ကနေချောင်းပြီးတော့မှပဲနားထောင်တဲ့သူရှမာရိအမျိုးသမီးတို့လူမျိုးဟာတင်းရဲ့ဘေးနားမှာလည်းအများကြီးရှိနေတာဖြစ်ပါတယ်ဒီကနေ့ဒီအသင်းတော်ကိုကျွန်တော်အရန်သဘောကျတဲ့အရာဟာရှမာရိတွေကိုရှာတော်သူတွေအများကြီးတွေ့လို့ပဲဖြစ်ပါတယ်ဟာလေလုယာရှမာရိအမျိုးသမီးတို့လူတွေကိုခေါ်လာခဲ့စမ်းပါသူတို့ဒီနေရာမှာထာဝရသက်ဆိုင်ရမယ့်နေရာပဲဖြစ်ပါတယ်